အခုကျွန်တော်တို့ခုနဒုတိယအပတ်စဉ်မှာကျွန်တော်တို့လေ့ကျင့်ရမယ့်ဂီတာလက်ကွက်ဖြစ်တဲ့ G D E minor C D ဆိုတာကိုကျွန်တော်တို့ chord တစ်ခုနဲ့တစ်ခုပေါ့နော်အမြန်ဘယ်လိုပြောင်းနိုင်အောင်ကျွန်တော်လေ့ကျင့်မလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပေးပါမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာပထမဆုံး G ကင်ထားတယ် G ကနေပြီးတော့ကျွန်တော်တို့အခုက C ကိုမသွားဘဲနဲ့ကျွန်တော်တို့ဘယ်ကိုသွားရလဲလို့ကျွန်တော် D ကိုသွားရတယ်အဲ့လိုအခါကျတော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်ကြည့်အောင်ပေါ့နော် G မှာကင်ထားတဲ့အတိုင်းကိုကျွန်တော်တို့က D ကိုပြောင်းဖို့ဆိုရင်ရှိသမျှလက်အားလုံးလွတ်ပြလိုက်ရမှာကျွန်တော်တို့ဒီမှာဖိထားတဲ့ဟာတွေကိုလက်ညိုးလက်ကလေးလက်တစ်ချက်သုံးခုတော့လွတ်ပြပြီးတော့မှကျွန်တော်တို့ကဒီမှာအစအနေပြန်ဖိရမှာအဲ့တော့ကျွန်တော်တို့က1 2 3ဆိုတာကိုကျွန်တော်တို့စိတ်ထဲကနေပဲဖြစ်ဖြစ်ပါးစပ်ကနေပဲဖြစ်ဖြစ်ကျွန်တော်ရည်ပြီးတာနဲ့4ကိုမရောက်ခင်မှာကျွန်တော်တို့လက်ကရုပ်ပြီးသားပြရမယ်4ဆိုတာနဲ့ရုပ်ပြီးတော့ဒီ D ကိုသွားရမယ် D ကိုစတိဖို့အတွက်က3 1နဲ့အချောင်းချင်းစီပဲကျွန်တော်ဖိသွားမယ်ဒီလိုတခါတည်းဒီလိုတန်းမချနိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အခုမှစပြီးလေ့ကျင့်တဲ့လူတွေအနေနဲ့တခါတည်းဒီလိုကော့ကိုစုံလာအဲ့လိုမျိုးတန်းပြီးတော့တခါတည်း3ချောင်းလုံးချနိုင်ဘူးကမဖြစ်နိုင်တဲ့အခါကျတော့ကျွန်တော်တို့တစ်ချောင်းချင်းစီပဲအစဉ်လိုက်3 1နဲ့1နှစ်နော်နှစ်တည်းမဟုတ်ဘူးနော်3 1နှစ်နော်အဲ့လိုမျိုးကျွန်တော်ချပေးရမှာဒါ D ကိုပြောတာအဲ့တော့ကျွန်တော် G ကနေပြီးပြောင်းမယ်ဆိုရင်1 2 3 4ပြီးွားနဲ့1 2 3လေးချက်ပြီးွားရင် E minor ကိုပြောင်းရင်လည်းလက်ကိုအားလုံးလွတ်ပြပြီးတော့မှ9ရယ်4ရယ်ကိုလက်ညှိုးလက်ကလေးအခုချင်းစီပဲဒီလိုတပြိုင်တည်းချဖို့ကမဖြစ်နိုင်သေးတော့အခုချင်းစီပဲကျွန်တော်တို့ကချပေးရမယ်1 2 3 4အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ E minor ကနေပြီးတော့ C ကိုပြောင်းတဲ့အခါမှာကျွန်တော်ခုနလိုမျိုးလက်တွေအားလုံးဒီလိုရုပ်ပြစ်လိုက်စီရမလို့ကျွန်တော် E minor တွေပြောင်းမှုတော့လွယ်လေးကျွန်တော်ဒီမှာဖိထားတဲ့အထဲမှာကျွန်တော်လက်ကလေးလေးကိုဒီတိုင်းလေးထားပြီးလက်ညှိုးပဲလွတ်ပြီးတော့ဒီဘက်ကလက်ညှိုးကကျွန်တော်ဒီကနံပါတ်2ကြိုးသွားပြီးလက်ကလေးကိုမလွတ်ဘူးเนาะလက်ကလေးကိုဖိထားလေးရပဲထားမယ်ထားပြီးတော့မှကျွန်တော်လက်ညှိုးလေးကဒီဘက်ကနံပါတ်2ကြိုးသွားပြီးမယ်ပြီးရင်လက်ကြွယ်ကအပေါ်တက်ငါ့ကိုပြီးเนาะဒါကကျွန်တော် E minor ကနေပြီးတော့ C ကိုအမြန်ပြောင်းလို့ကျွန်တော်ဖိစရာလိုကျွန်တော် C မှာလည်းပါတယ်ကျိုးဖြစ်တယ်ကျွန်တော်ဒီနံပါတ်2ပါရဲ့နံပါတ်4ကျိုးကိုလက်ကလေးနဲ့ဖိရတဲ့ဟာ C မှာလည်းပါတယ် E minor မှာလည်းပါတယ်အဲအားကြောင့်ကျွန်တော်တို့ပါနေတဲ့ဘုံတူနေတဲ့ကျိုးကိုကျွန်တော်တို့ဖိထားရပဲထားပြီးတော့ channel လက်တွေကိုဒီလိုလှုပ်ရှားပါတယ်ဒါ C ဒါ E minor C E minor C E minor เนาะဒီလိုလေးလည်းကျွန်တော်တို့လေ့ကျင့်လို့ရတယ်ကော့တစ်ခုနဲ့တစ်ခုအမြန်ပြောင်းနိုင်ဘူးပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့အခုဒီမှာ E minor ၄ချက်တီးမယ်ပြီးရင်1နဲ့1နဲ့ C မှာမမေ့နဲ့เนาะ C chord ကိုပြန်ရောက်တဲ့အခါမှာကျွန်တော်တို့နှစ်ချက်ပဲနဲ့1နဲ့အဲ့နေရာမှာကျွန်တော်တို့ကနည်းနည်းလေးညံဖို့လိုတယ်ပေါ့နော်ကိုကနှစ်ချက်ပဲတီးထားတာဖြစ်တယ်နှစ်ချက်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီဘက်က D ကိုအမြန်ရောက်နေရမယ်ပေါ့နော်ဒီမှာဥပမာလေးနဲ့1နဲ့1နဲ့ဒီမှာလဲ D chord ကိုတီးတဲ့အခါမှာလဲနောက်ဆုံး D chord ကကျွန်တော်နှစ်ခေါက်တယ် D ကဒီကျွန်တော် round chord တစ်ခုလုံးမှာ D chord ကနှစ်ခါပါတာဒုတိယမြောက် D ကကျတော့၄ခေါက်တီးရပြီးတော့နောက်ဆုံးက D ကကျတော့ကျွန်တော်တို့နှစ်ခေါက်ပဲတီးရတာပေါ့နော်အဲ့ဒါလေးကိုမမေ့နဲ့ပေါ့နော်အဲ့တော့အစအဆုံးကျွန်တော်ပြန်တီးပြမယ်1နဲ့3 4 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 1နဲ့အဲ့လိုလည်းရတယ်1နဲ့3 4အဲ့လိုလည်းရတယ်ကျွန်တော်တို့ကအမှန်တော့ဒီ၄ခုကိုကော့တစ်ခုစီခွဲပြီးတီးလိုက်တာ C ကတဝက် D ကတဝက်အဲ့လိုတီးလိုက်ပြီးတော့မှ G ကိုပြန်အောင်เนาะအဲ့ဒါဆိုကျွန်တော်နောက်ဆုံးအနေနဲ့တီးပြမယ်ပြီးရင်တော့ဒါလေးကိုကိုအိမ်မှာအချိန်ရတဲ့အချိန်တိုင်းပေါ့เนาะကျွန်တော်တို့ဒီဘက်ကလက်ကမခတ်နေရင်တော့မှကော့ပြောင်းတဲ့အခါမှာကျွန်တော်ခုနပြောသလို G ကနေပြီးတော့ D ကိုဒီလိုမျိုးပြောင်းကြည့်မယ်ပြီးလို့ရှိရင် E minor ကိုတက်ရင်လည်းဒီလိုမျိုးလေးနှိပ်ကြည့်မယ်ဒီဘက်ကတီးစရာမလိုဘူးပေါ့เนาะကျွန်တော်ကော့ကင်ကြီးကိုလေ့ကျင့်တယ် E minor ကနေ C ကိုပြောင်းရင်လည်းကျွန်တော်ဒီတိုင်းပဲဒီလိုလေးပြောင်းလိုက်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 လည်းကျွန်တော်လေ့ကျင့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးလေ့ကျင့်ကြည့်ပါအဲဆိုကျွန်တော်အခုနှစ်ခေါက်လောက်ကျွန်တော် round call ကိုတီးပြပေးပါမယ်ဗျ။ G ကစပါမယ်1 2 3 4 1 2 3 4